မြင်ဆန်ဆန်ထုတ်ပြန်ပေးတဲ့ report တွေပါဝင်လာကြောင်း mobile ဖုန်းဆိုင်တွေမှာ IMEI မှတ်ဖို့ခက်တဲ့ပြဿနာတွေကိုအလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ကတော့ AT ပါပါ။ Anisa software company မှာ software consultant အနေနဲ့တာဝန်ယူထားတာပဲဖြစ်ပါတယ်။အခုကတော့ mobile phone နဲ့အပူပစ္စည်းဆိုင်တွေမှာအမြဲကြုံတွေ့နေရတဲ့ပြဿနာသုံးခုကိုအဓိကထားဆွေးနွေးပြသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးအချက်အနေနဲ့ stock ပြဿနာကိုဆွေးနွေးပြသွားမှာဖြစ်ပါတယ်ရှင်။ကိုယ့်လုပ်ငန်းမှာ stock ပြက်လက်တာ stock ဖောင်းပွားတာတွေကိုထိန်းထားဖို့ဆိုလို့ရှိရင် stock တွေရဲ့အနည်းဆုံးလက်ကျန်ကိုဘယ်လောက်ထားမယ်အများဆုံးလက်ကျန်ဘယ်လောက်ထားမယ်ဆိုတာတွေကိုသတ်မှတ်ထားဖို့လိုပါတယ်။ပစ္စည်းသားကိုယ်တော်တွေရဲ့ပစ္စည်းလက်ကျန်ကအနည်းဆုံးလက်ကျန်သတ်မှတ်ချက်ရဲ့အောက်ကိုရောက်သွားရင်ဘာတွေထပ်ဝယ်ရမလဲဆိုတာနဲ့အများဆုံးသတ်မှတ်ချက်ထက်ကျော်လွန်နေရင် stock ဖောင်းပွားမှုမဖြစ်အောင်ဘယ်လိုထိန်းရမလဲဆိုတာကိုဘယ်လိုလျှောက်တွက်ချက်ပေးတဲ့စနစ်တစ်ခုသာရှိထားမယ်ဆိုလို့ရှိရင် stock ပြဿနာကိုသိစားလေးထိန်းထားနိုင်မှာဖြစ်ပါတယ်။ဒီအချက်တွေကိုဖြည့်ရှင်းဖို့ဆိုရင် system ကောင်းတစ်ခုဖြစ်တဲ့ကျွန်တော်တို့ရဲ့ EBS Enterprise ဝင်မှာ minimum maximum stock limitation ကိုတစ်ချိန်ထည့်ထားရုံနဲ့ပစ္စည်းသားကိုယ်တော်တွေရဲ့ပစ္စည်းလက်ကျန်ပုံမူတည်ပြီးတော့အနည်းဆုံးလက်ကျန်အောက်ကသာရောက်သွားမယ်ဆိုလို့ရှိရင်ဘယ်လောက်ပြန်မှာရမလဲဆိုတာတွေကိုပါအလိုလျောက်တွက်ချက်ပေးနိုင်ပါတယ်။ဒုတိယအချက်ကတော့ currency exchange rate အပြောင်းအလဲမှာဈေးနှုန်းခဏခဏပြန်သွင်းရတဲ့ပြဿနာကိုဆွေးနွေးပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ EBS Enterprise ဝင်မှာမြန်မာငွေနဲ့ဝယ်တာဖြစ်စေနိုင်ငံခြားငွေ other currency နဲ့ဝယ်တာဖြစ်စေရောင်းစည်းသတ်မှတ်တဲ့အခါမှာပစ္စည်းတစ်ခုတည်းကိုပဲဖြစ်ဖြစ်ပစ္စည်းအုပ်စုလိုက်ကိုပဲဖြစ်ဖြစ်ပစ္စည်းအားလုံးကိုပဲဖြစ်ဖြစ်ဝယ်စည်းပြောင်းတော့တာနဲ့ကလေးတစ်ချက်နဲ့ယုံနဲ့ရောင်းစည်းတွေကိုအလိုလျောက်တွက်ချက်ပေးတဲ့စနစ်ပါဝင်ပါတယ်။ additional function အနေနဲ့ကတော့လက်ရှိသတ်မှတ်ထားတဲ့ဈေးနှုန်းတွေကိုမပြောင်းခင်လက်ရှိဈေးနှုန်းကို bucket လုပ်လို့ရတဲ့ function တွေဈေးနှုန်းတွေပြောင်းပြီးသွားတဲ့အခါမှာလက်ရှိဈေးနှုန်းနဲ့အရင်ဈေးနှုန်းကို compare လုပ်လို့ရတဲ့ function တွေပါဝင်ပါတယ်။ဒါအပြင်ကိုယ့်ရဲ့ customer rate ကို price list ကို link ပို့ပေးလို့ရတဲ့ function တွေပါဝင်ပါတယ်။အဲ့ဒီ function ကတော့ EBS Enterprise software ထဲမှာဈေးနှုန်း link ရဲ့ expire date တွေရွေးလို့ရပြီးတော့ဈေးနှုန်းပို့ပေးခြင်းနဲ့ဈေးနှုန်းရဲ့ level တွေနဲ့ပုံပစ္စည်းအုပ်စုတွေကိုလည်း filter လုပ်လို့ရပါတယ်။ဒီ link ကိုပို့ပေးတဲ့အချိန်မှာပစ္စည်းရဲ့ဈေးနှုန်းကလက်ရှိဈေးနှုန်းဖြစ်ပြီးတော့ link ပို့ပြီးသွားတဲ့နောက်မှာပစ္စည်းရဲ့ဈေးနှုန်းကပြောင်းသွားတာမျိုးဆိုလို့ရှိရင် EBS Enterprise software ထဲမှာပြောင်းလိုက်တာနဲ့ပို့ပေးထားတဲ့ link မှာပါအလိုလျောက်ပြောင်းပေးသွားမှာဖြစ်ပါတယ်ရှင်။ customer rate ကိုလည်းဈေးနှုန်းပြောင်းသွားကြောင်းကိုတည်တံ့ပြပြနေစရာမလိုတော့ပါဘူး။ဒါကြောင့် EBS Enterprise software ကိုသုံးလိုက်ခြင်းအပြင် currency exchange rate အပြောင်းအလဲမှာဈေးနှုန်းခဏခဏပြန်တွေ့ရတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ mobile ဖုန်းဆိုင်တွေမှာ IMEI နံပါတ်တွေကိုမှတ်ဖို့ခက်တဲ့ပြဿနာအကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။ mobile ဖုန်းဆိုင်တွေမှာဆိုလို့ရှိရင် IMEI နံပါတ်တွေကိုဖုန်း model အလိုက်မှတ်ထားဖို့နဲ့ရောင်းဖို့ကြံနေတဲ့ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို list အလိုက်မြန်ဆန်ဆန်ဆက်နိုင်ဖို့အတွက်အခက်အခဲတွေဖြစ်နေကြပါတယ်။ဒီအခက်အခဲတွေကိုကျွန်တော်တို့ EBS Enterprise software နဲ့ဘယ်လိုဖြေရှင်းလို့ရလဲဆိုရင် software ထဲမှာဖုန်းတစ်လုံးချင်းစီရဲ့ IMEI နံပါတ်အဝင်ထွက်တွေကိုမှတ်သားနိုင်ပါတယ်။ဒါအပြင်ရောင်းမိသားနဲ့မရောင်းရသေးပဲကျန်နေတဲ့ mobile ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို list အလိုက်မြန်ဆန်ဆန်ထုတ်ပြပေးတဲ့ report တွေပါဝင်တာကြောင့် mobile ဖုန်းဆိုင်တွေမှာ IMEI မှတ်ဖို့ခက်တဲ့ပြဿနာတွေကိုအလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အခုပြပြပေးခဲ့တာတွေနဲ့ပတ်သက်ပြီးမိမိလုပ်ငန်းမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုမြင်သွားမယ်လို့ယုံကြည်ပါတယ်ရှင်။ကျွန်တော်တို့ ID Star ရဲ့ EBS Enterprise software ကိုစိတ်ဝင်စားရဆိုရင် software demo အခမဲ့ပြပေးနိုင်ပါတယ်ရှင်။